အရာအားလုံးသိမ့်ပိုက်မဲ့မော်ဆာယမားဘာစီလိုနာကျယ်ပွင့်ယမားကနှစ်ပေါင်း90မှာတယောက်မြင်ရနိုင်တဲ့ကျယ်ပွင့်ဆိုပြီးအင်တာမီလန်နီးပြဆင်မြူနီအင်ဇာဂီကတင်စားပြောဆိုသွားခဲ့တယ်။ဘောလုံးလောကမှာမက်ဆီစီရိုနယ်ဒိုမာရာဒိုနာတို့ထက်ပိုပြီးထူးချွန်သူမရှိဘူးလို့အဆွေးကြီးပါတယ်။ဒါပေမဲ့ယမားကြောင့်အဲ့ဒီအဆွေးတွေကျွတ်တော်မယ်။ဟိုနိုရီရိုမော်ဆာတူကယမားကစားတာကိုကြည့်ပြီးကြွေးစင်းနေရတယ်။ယမားကအပြန်ဖက်ကစားသမားတွေကိုထလှပပကြော်ဖြတ်ပြနေတယ်။တကယ်မယုံကြည်နိုင်စရာစွမ်းရည်ပါပဲအသက်19နှစ်ရွယ်မှာယမားပြသနေတဲ့စွမ်းရည်ကမက်ဆီစီရိုနယ်ဒိုနှစ်ဦးစလုံးထက်များစွာတာလွန်နေပါပြီစံချိန်မှတ်တမ်းကောင်းတွေလည်းပိုင်ဆိုင်ထားပါတယ်ယမားကအင်တာမီလန်အသင်းနဲ့ကစားတဲ့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပထမကြော့အပြီးမှာဘာစီလိုနာအသင်းအတွက်ပွဲပေါင်း100ပြည့်မြောက်ခဲ့တာပါသူကဘာစီလိုနာအတွက်ပွဲ100ပြည့်ချိန်မှာတွင်ကိုပါဝင်ပတ်သက်မှုစုစုပေါင်း55ကြိမ်အထိရှိနေပါတယ်ယမားကဘာစီလိုနာအတွက်22ဂိုးသွင်းတဲ့ဂိုးဖန်တီးမှု33ကြိမ်ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ယမားကအခုလိုမျိုးရပြည့်ပွဲမှတ်တမ်းနဲ့ဂုဏ်ယူစရာသွင်းဂိုးပါဝင်ပတ်သက်မှုမှတ်တမ်းကိုအသက်19နှစ်အရွယ်နဲ့ပြုလုပ်ထားတာမော်ဆန်လွန်းပါတယ်။လက်ရှိရာသီမှာယမားနဲ့အတူဘလွန်ဒီအောမျော်လင့်ချက်ရှိတဲ့သူတွေကဆာလာရာဖီညာဘာဘီဗီနီရှက်တို့ပါပဲ။ဒီကစားသမားတွေထက်ကဆာလာကနှစ်ကာလများစွာထူးချွန်သူအဖြစ်တက်တည်ပြပြီးပြီအသက်32နှစ်အရွယ်အထိဆာလာရဲ့တွင်းကိုနဲ့ဂိုးဖန်တီးမှုတွေကမရက်တန့်နိုင်သေးဘူးယမားကအခုမှမော်ဘွန်ခရီးကိုစတင်ဖြတ်တန်းရုံရှိပါသေးတယ်ဒါပေမဲ့စေကျော်သက်တွေကိုဆာလာနဲ့ယမားဘယ်သူကိုပိုကြိုက်လဲမေးရင်ယမားကိုပဲဖြေလိမ့်မယ်သူတို့ကမျိုးဆက်သစ်တွေကိုပဲသိကြတယ်အသက်30ကျော်ဆာလာရဲ့ထဲဝါမှုတွေကိုသိလဲစေကျော်သက်အချင်းချင်းပို့ပြီးရင်းနှီးချစ်ခင်ပါတယ်ဆာလာထက်ယမားကိုပဲ generation ဆက်တွေကအားပေးမှာပါဘောလုံးကဘာကသူရဲ့ကောင်းတစ်တွေကိုမျှော်နေပါတယ်အဗျူတချင်းစာသားတွေကလို့အဟောင်းကြီးတော့မလုံးနဲ့အားလုံးကပြင်းနေဖြစ်နေပါပြီယမားကအစ်စ်ပါဘာစီလိုနာကယမားမထွက်ချင်တဲ့အကြောင်းရင်းကရှိပါတယ်ယမားအတွက်ဘာစီလိုနာဟာမိသားစုဖြစ်နေလို့ပါပဲသူ့ကိုအမြဲဆောင်ရှောက်ပြုစုပြောထောင်ပေးတဲ့နေရာဖြစ်လို့ပါပဲလူလောကအကြောင်းသိအောင်ကဘာကြီးအကြောင်းသိအောင်ဘာစီလိုနာကအသင်ကြားပေးခဲ့တာမဟုတ်လားယမားရဲ့မိသားစုတွေကလည်းလေလွင့်စိတ်မဖြစ်အောင်ထိန်းချောင်းပေးခဲ့တယ်ညဆိုရင်လူငယ်တဘာဝဟိုဟိုတီတီရှောက်မသွားအောင်ထိန်းချောင်းပေးခဲ့ပါတယ်ယမားစိတ်ထဲမှာလည်းဘောလုံးကလွဲပြီးအခြားမရှိပါဘူးလမ်းမထက်မှာဘောလုံးကစားရင်ကဘာကြီးစီရောက်သွားတဲ့သူဟာလူငယ်တိုင်းရဲ့အိုက်ဒေါဖြစ်လာတယ်လူငယ်တယောက်ရဲ့ရာဇဝင်ကိုယမားကခန်းခန်းနာနာရေးထုတ်ပြနေတယ်။လက်ရှိရာသီဘာစီလိုနာနီးပြဟန်စီဖလစ်နဲ့အတူစိတ်ကူးတွေမြင့်မားစွာရွက်လွင်နေတယ်။ဘာစီလိုနာရဲ့တန်မာမှုကိုပြန်ပြီးခန်းစားလာရတယ်။ယမားရဲ့ပါရမီအစွမ်းကိုလည်းမြင်နေရတယ်။ဘဝမှာဖြစ်ချင်တာတွေမဖြစ်ရတာကြတော့မျော်လင့်အိမ်မက်နဲ့စိတ်ကူးတွေလွင့်ပြေကုန်တယ်။တရားသဘောကိုနှလုံးသွင်းတာမဟုတ်ပဲလေလွင့်စိတ်ကကြီးဆိုးနေတာပါ။ကျွန်တော်ချစ်တဲ့ရုပ်ရှင်ဂီတစာပေအမှုပညာနဲ့ဘောလုံးပွဲတွေကိုအရင်ကတော့မခံစားဖြစ်ဘူး။ဒီຢာတွေနဲ့ပတ်သက်ရင်အတိတ်ပုံရိပ်ကပဲထက်ခါတလဲလဲစိုးမိုးနေခဲ့ပါတယ်။နိုင်ငံပြက်ကြီးကပေးလိုက်တဲ့ trauma တွေဖြစ်နေမလားပဲ။ယမားက trauma တွေကိုမေ့ပြောက်အောင်ဖျော်ဖြေပေးနေတယ်။ယမားကစားတာကိုကြည့်ပြီးကျွန်တော်တို့နှလုံးသားတွေထကြွရတယ်။အကုန်လုံးထကအကုန်လုံးထကြွအစ်စ်ရဲ့စတင်ခြင်းတခြင်းလို့ပါပဲယမားရဲ့ကစားသမားဘဝအခုမှစတင်ခြင်းပါဒါပေမဲ့သူကအရာအားလုံးကိုသိမ့်ပိုက်မဲ့မော်ဆရာလိုရှင်းတန်ပြနေတယ်